I'm about to do something terrible. တက်ဘူးပါစံလို့ဘူးမတည်နိုင်တဲ့နှကောင်ချရင်ဘယ်သူနိုင်မလဲမာဝဲစစ်ကြောက်လာတဲ့ကတက်ဘူးရဲ့ဒီစီစစ်ကြောက်လာတဲ့လို့ဘူးရဲ့ဒီမတည်နိုင်တဲ့ယူကြုံအောင်နှကောင်သားတကယ်ချရင်ဘယ်သူနိုင်မလဲပထမအဆုံးအနေနဲ့မာဝဲရှာရှည်လုံးလို့ရန်သူတွေတောင်နားပူပြီးတည်ကျင်သွားရတဲ့တက်ဘူးရဲ့သူ့ရဲ့အဓိကစွမ်းရည်ကတော့ Wolverine ထက်တောင်မြန်တဲ့အမကန် healing factor ဒဏ်ရာပြောက်ကင်းတော့ဖြစ်ပါတယ်ခေါင်းပြတ်သွားလားအပိုင်မိုင်းဖြစ်သွားတာတကုံးလုံးပေါက်ကွဲသွားရင်တော့ပြန်ပေါက်လာနိုင်ပါတယ်ပြီးတော့သူကစာရေးဆရာတွေကိုဝလန်းပြောနိုင်တဲ့ full wall breaking စွမ်းရည်ရှိပါတယ်ဒါပေမဲ့သူ့ရှိမှရှိနေတာက DC Universe ရဲ့ Bounty Hunter logo ဖြစ်ပါတယ်ဆိုတော့ logo ကလည်းမသိနိုင်ပါဘူးဘာလို့လဲဆိုတော့သူကငရဲပြည်ကိုသွားတော့လေငရဲပြည်ကကောင်တွေကတော့စိတ်ပြလို့ပြန်မောင်းထုတ်တယ်။နက်ပြည်သွားတော့လေနက်ပြည်ကမောင်းထုတ်လို့ဘယ်ပုံမှလက်မခံလို့မသိနိုင်ပါဘူး။ခွန်အားကလည်းစူပါမန်နဲ့တော့ရှင်ချနိုင်ရတဲ့အထိတန်ပါပြီ။သူ့တစ်ဆက်ရှိုံနဲ့တင် regeneration ပြန်လုပ်နိုင်ပါတယ်။ဒီတော့သူတို့နှစ်ယောက်ချရပြီဆိုရင်ဓာတ်ရည်တနက်တွေဒုံးကြီးတွေနဲ့တယောက်ကိုတယောက်အပိုင်မိုက်ဖြစ်အောင်လုပ်ကြမယ်ဆိုတော့သိရပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကမသိနိုင်တော့ဒီပွဲကကဘာပြစ်တဲ့အထိပြေးမှာမဟုတ်ပါဘူး။ဒါဆိုရင်ဘသူကပူတာလဲ။ဒါကတော့အသေးချပဲလူဘိုးကခွန်အားနဲ့တက်ခဲဆွမ်းရင်မှာလူဘိုးကတည်ရတဲ့သားကြီးအตาရပါတယ်တပူးကိုလူဘိုးကအမုန်းကျင်းပြလိုက်လို့ရပါတယ်ဒါပေမဲ့တပူးမှာကပွဲဖက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့ပါဇက်ပါပဲလူဘိုးလိုကောင်းမျိုးကိုနားမခံတဲ့အောင်စကားတွေနဲ့လှောင်ပြောင်းတာတွေအများကြီးလုံးနိုင်ပါတယ်ဒါကိုလူဘိုးကဘယ်လောက်ထိခံနိုင်မှာလဲလူဘိုးကတပူးကိုတက်ရတာပြင်သွားတာနဲ့အရက်ဆိုင်ကိုတွားထိုင်နေမှာသိကြပါတယ်ဒါဆိုလို့ရှိရင်လည်းတပူးဆိုတဲ့ကောင်မျိုးကနောက်ကနေတကောက်ကောက်လိုက်ပြီးတော့စကားတွေထမ်းများနေပြီးတော့စိတ်ကင်စားတွေပေးနေအောင်မသိကြပါနဲ့ဘလို့ပဲဖြစ်ဖြစ်အဖြေကတော့မထွက်ပါဘူးနှစ်ယောက်လုံးကအသေးလိုပဲတတ်မှတ်မှာပါကျွန်တော် personal များဆိုတော့လူကအများကြီးတာတယ်ဘလို့ပဲဖြစ်လူကနိုင်မယ်လို့တော့ထင်ပါတယ်ဘလို့ချင်းနေမျိုးပဲဖြစ်ဒါပေမဲ့နောက်ကောင်လုံးကမတည်နိုင်တဲ့ကောင်လေး immortal တွေဖြစ်နေရဖြစ်တဲ့အတွက်ဒီပွဲရလက်ကတော့တည်နေနေပဲဆုံးဖြတ်လိုက်ပါတယ်